Hello အားလုံးပဲမင်္ဂလာပါရှင်ခင်ဗျားတော့မိတ်တီလာမျိုးရဲ့အညာမောင်အညာမြေရွှေညာမြေ product တွေကိုဖြန့်ပြအောင်စနေတဲ့မိတ်တီလာရဲ့ပြီးရင်တိုက်ရိုက်အကြီးဆုံးကိုယ်တိုင်ကြီးပဲဖြစ်ပါတယ်ရှင်ကဲအညာမောင်တွေကိုအားပေးတဲ့တူတရရှင်ဆိုင်ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီနေ့ဆိုရင်စင်းနေပေါ့နော်အခုဆိုရင်စရင်နေမှတ်ပြီးတော့ရောင်းချပေးနေတယ်အရင်ကစင်းမှတ်မှပြင်းနေပေါ့နော်အခုတော့စင်းမှတ်ပြီးတော့ရောင်းချပေးနေပါတယ်ရှင်ဒီနေ့ကတော့ဈေးဥပေါက်ပေါ့နော်တောင်ကြယိုနီနဲ့မစီမန်သိန်းစီတပူပေါ့နော်တစုံကတသိန်းကျော်ကိုဝယ်သွားတယ်ရွာဘက်ကအကိုကြီးကျေးဇူးများကြီးတင်ပါတယ်ရှင်ကဲဖုန်းလေးဝင်လာလို့ပေါ့နော်ဖုန်းလေးဝင်လာလို့ပါရှင်ကဲစင်းနေမှတ်ပြီးတော့တိတ်ချလေးရောင်းပေးနေပါတယ်နော်ဒါမျိုးမျိုးနည်းနည်းကိုလည်းပို့လို့ရအောင်ဒလီတွေနဲ့ဒလီ3-4ခုနဲ့ချိတ်ဆက်ပြီးတော့ပို့နေပါပြီရှင်ကဲဒီဖုန်းလေးဝင်လာတဲ့အကိုကကြတော့မက်ဆီမန်လိုချင်တာเนาะနောက်ဆုံးထွက်တဲ့မက်ဆီမန်လိုချင်တာမက်ဆီမန်ကเนาะဈေးနှုန်းနေမှားမယ်เนาะမက်ဆီမန်ကြီးရှည်လိမ့်စီကတလားစာတကူကို38,500သူက28,500ဆိုပြီးပြောနေရင်28,500ကရှစ်မတက်ယူက28,500လေးလပိုင်းနဲ့က31,000ဖြစ်သွားပြီအညာမောင်မှာ4မျိုးရှိတယ်เนาะဒီနန်းလုံးကြိုင်အဝါရောင်လေးစီက15ရက်စာတကူကို21,000တောင်ကြယိုနီကတလားစာတကူကို68,000ဒီရှစ်မတက်ယူက15ရက်စာတကူကို31,000ဒီပေါ့နော်ရှစ်တက်ဆေးပြားတွေလည်းရှိတယ်ရှစ်မတက်ကတော့လောလောဆယ်ကုန်နေပါတယ်အညာမောင်ရဲ့စင်းလုံးတွေမှားမယ်เนาะဒါပေမဲ့သူတို့မှာကက်ဆေးပါတယ်နှလုံးကြိုင်အဝါရောင်မှာပဲကက်ဆေးမပါတာကျန်တဲ့ပစ္စည်းတိုင်းမှာကက်ဆေးပါပါတယ်ကက်ဆေးတိုင်းပဲရောင်းပါတယ် shop ပြီးလည်းမရောင်းဘူးပို့ပြီးလည်းမရောင်းပါဘူးရှင်ကဲလိုချင်တာရှိလို့ရှိရင်ခလေးရဲ့ Viber နံပါတ်ခွင့်ရှင်ကလေးရှိခွန်မှာလည်းအသေးစိတ်မြင်းမြန်းဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ဒါမှမဟုတ်ဘူး Viber မရှိဘူးညီမလေးရေဆိုလို့ရှိရင်ခလေးတို့ရဲ့ဒီ TikTok CV ပေါ့နော် TikTok CV မှာလာရောက်ပြီးတော့ဆက်သွယ်ပြီးတော့မြင်းမြန်းလို့ရပါတယ်ရှင်ကဲကျမ်းမာရေးအကြောင်းတွေနဲ့ဒီအညာမောင်အကြောင်းတွေကိုသိကျင်နေဆိုရင်အမြန်ဆုံး Viber နံပါတ်မှာတွားပြီးတော့ဆက်သွယ်ပြီးတော့မြင်းမြန်းနိုင်ပါတယ်ရှင်ကဲခင်းလေးရတော့မိထီလာမျိုးရဲ့အညာမောင်ပင်ရင်တိုက်ရိုက်ကိုယ်တည်းကြီးပါရှင်ဘယ်မျိုးနေရာကြည့်နေရလဲဆိုအောင်လဲမန်းမှာမန်းကဲပေးသွားလို့ရပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်